ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာကြီးမောင်သိန်းဆိုင်ဤရေနသာခင်ကြီးဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်းရှင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနာဆင်ခန်းစားကြည့်တော်မူကြပါအောင်ခင်ဗျာထိုသူ၏မျက်နာမှာနီးနေသည်မျက်လုံးများကဝေရီနေသည်သူပါးစပ်မှအယက်နှံ့ရလာသည်သူသည်မိုက်ဒီမိုက်ကန်းနှင့်လျဲစရဲနိုင်ပုံရသည်မင်းနေတာမကြဘူးလားမင်းမှနားမပါဘူးလားဟမ်ဒီအထိစော်ကားလာတော့လဲခင်ကြီး၏ရင်ထဲမှာဒေါသကရဲ့ထမ်းလာသည်ကျမဘယ်သူဖြစ်ဖြစ်ရှင့်ပူပါသလားရှင့်နဲ့ပါဆိုင်လို့လေဒီတွင်အမှုသမားကသဘောကျသလိုအော်ရလိုက်သည်ဆိုင်မတော်ကောကွယ်အကူကြီးလေညီမလေးကိုမြင်ကြတဲ့ကမြစ်တာရှိသူဤစကားမစုံအဆုံးတိုင်းမပြောလိုက်နိုင်အစသောခင်ကြီးကိုယ်တိုင်ပင်မိမိကိုယ်ကိုမလုပ်လိုက်မှမသိနောက်မှအမှုသမားဤပါကိုလှမ်းရိုက်လိုက်မိကြောင်းသိသည်ခင်ကြီးဤတကောလုံးတဆက်ဆက်တုံးနေသည်မျက်စိမှာဝင်ဝင်တောက်နေသလားထင်ရသည်အမှုသမားကိုယ်တိုင်မှလည်းဒေါသဖြစ်သွားပုံရသည်ရုတ်တရက်ရှောင်းတိန်ရန်အချိန်မရလိုက်ပဲအရိုက်ခံလိုက်ရခြင်းဖြစ်သည်လူအများရှိတွင်ခံလိုက်ရသည်ဖြစ်၍ရှက်သွားဟန်တူသည်ခင်ကြီး၏နားမှလိုက်လာသူအချို့မှာခြေလန်းတုံသွားကြသည်ရှဲသွားကြသည်တကယ်ကြီးတယ်ဟေ့လူတယောက်၏အသံထွက်လာသည်အော်မင်းကအေးစစ်စစ်ဆက်ဆံလို့ရမ်းလိုက်တာပေါ့လေအမှုသမားကမကြေမချမ်းဆိုသည်ရှင်ကျမကိုအနှောက်ယှက်ပေးစရာဘာမှမလိုဘူးခင်ကြီးကဆက်၍ရှောက်မြေပြွရာအမှုသမားကရှေ့မှပိတ်ရလိုက်သည်ရှင်ဖယ်တော့မဖယ်ဘူးမင်းနာမည်မပြောမချင်းမဖယ်ဘူးကွာခင်ကြီးမှာအစင်းစားရကြက်သွားသည်ဘဝင်းကျင်ကိုလှည့်ကအတိကျွမ်းရှာမိသည်အလုံးလိုပင်ညနေစိမ့်များဖြစ်နေကြောင်းတွေ့ရသည်ရုပ်ရုပ်သက်သက်ချင်းနေကြောင်းခင်ကြီးတို့အပမှာလူဝိုင်းလာသည်ခင်ကြီးသည်ဒေါသဖြစ်မိသာမကသေးရှက်၍လဲလာသည်မင်းနာမည်ဘာလဲယင်အမှုသမားကမေးသည်မသိဘူးခင်ကြီးကဟောသည်အမှုသမားသည်သူ့လူများဘက်သို့လှည့်၍မှတ်ထားကြဟေ့သူ့နာမည်ကမသိဘူးတဲ့ဆိုသည်ဝိုင်းရဲမောကြသည်ဒီမှာမသိဘူးမင်းဘယ်ပြန်မှလဲယင်ခင်ကြီးမာမြမပြောတော့အမှုသမားကိုဖြတ်ကျော်ရန်ကြိုးစားသည်အမှုသမားကထိုစီတိုးသလိုရှေ့မှကားနေသည်ဆွဲတော်မလို့လွဲတော်မယောင်ဖြစ်နေသည်ခင်ကြီးသည်စိတ်ညစ်လာသည်ငိုခြင်းစိတ်ပင်ပေါက်လာသည်ရင်ခိုင်မှာပင်အတန်တန်ကြောင့်ခင်ကြီးဝမ်းသာအားရဖြစ်ရသည်ခင်ကြီးဘာဖြစ်နေတာလဲအတန်သည်လူအုပ်နောက်ဘက်မှထွက်ပေါ်လာသည်လူအများကိုတွင်းကားဖဲကားဖြင့်သူမထံသို့ဒိုးဝင်လာသူကိုတွေ့ရသည်သူကမောင်ဦး၏အတန်ကြောင့်ခင်ကြီး၏ရှေ့မှအမှုသမားအပါဝင်ကာလာတတိုက်အတန်ထွက်ပေါ်လာရာသို့လှမ်းကြည့်လိုက်ကြသည်မောင်ဦးသည်ခင်ကြီး၏ရှေ့တွင်ရပ်လိုက်သည်အမှုသမားနှင့်ရင်ဆိုင်လိုက်သည်အမှုသမားမှာခိုးရဲနှင့်အမိခံထားရသူတဦးလိုဖြစ်နေသည်မောင်ဦးသည်ခင်ကြီး၏လက်တစ်ဖက်ကိုဖြတ်ခနဲဆွဲယူလိုက်သည်လာညီမသူသည်ပြောဆိုလူအုပ်ကိုတိုး၍ထွက်လိုက်သည်ခင်ကြီးအားဝိုင်းဝန်းထားသောလူအုပ်မှာရုတ်တရက်ကြောင်သွားကနေရာရှဲပေးလိုက်ကြလေသည်ဝဲကင်းသည်တစတဲ့တစနောက်တွင်ဝေးလံ၍ကြံခဲ့သည်ဒုနေမြလူတန်သူတန်ဆိုင်းတန်ပုံတန်တို့ကိုလည်းတဲတဲမြသာကြားနိုင်တော့သည်နောက်သို့လှည့်ကြည့်မိလျင်မြေသူမြပါမလာကြောင်းတွေ့ရသည်ယခုမှပင်ခင်ကြီးသက်ပြင်းရှိုက်မိသည်သူတို့သည်ယခုတိုင်အောင်တယောက်နှင့်တယောက်စကားမပြောမိကြသည်မောင်ဦးသည်ခင်ကြီး၏လက်ကိုယခုတိုင်တင်းကျပ်စွာဆုပ်ကိုင်ထားဆဲဖြစ်သည်တကယ်တမ်းပြောရမည်ဆိုပါကခင်ကြီးသည်သူမ၏လက်ကိုယုံထွက်လိုက်ခြင်းသည်လက်မှာဆုပ်ကိုင်ထားသောအရှိန်ကြောင့်ချွေးစေးပြန်နေသည်ပူနွေးသောအထီအတွေ့သည်သေချာတစ်ချောင်းမှသည်နှလုံးသားသို့တိုင်ပြန်နှံလျက်ရှိသည့်နယ်ပင်ဖြစ်သည်ဒါပေမဲ့ခင်ကြီးသည်လက်ကိုယုံမထွက်မိခဲလွတ်ပါဟုလည်းမပြောဖြစ်ခဲသူတို့သည်ပင်ဖျားမြောက်ဘက်တောင်ကုန်းဆက်သို့ရောက်လာသည်တစတဲ့တစလူသူပြက်လက်သောနေရာသို့ရောက်လာသည်ထွက်ပြူစလာရောင်အောက်တွင်တောင်ကုန်းသည်ပြန်ပြောလဲလျောင်းနေသည်တိတ်ဆိတ်ငြိမ်သက်နေသည်ဘယ်ထိသွားမလို့လဲယင်ခင်ကြီးထံမှအတန်ထွက်လာသည်
သူမ၏လက်ကိုယုံလိုက်ခြင်းမှပြောခဲ့ခြင်းဖြစ်သည်တောင်ကုန်းပေါ်မှာခဏလျှောက်ကြရအောင်ပါပွဲကင်းထဲမှာနေရတာကလူတွေနဲ့ကြက်ညက်ပြီးညှိစီမနေဘူးလားဒီမှာကအေးချမ်းတယ်တိတ်ဆိတ်တယ်မောင်ဦးသည်ခင်ကြီး၏လက်ကိုလွတ်မပေးသည်ခြေလမ်းကိုရက်မပြစ်သည်ခင်ကြီးဘက်သို့မကြည့်ပဲပြန်ပြောသည်ကျမမေမေတို့ဇရက်ကိုပြန်တော့မယ်ဒီတော့မှမောင်ဦးသည်ခင်ကြီး၏မျက်နှာကိုပြန်ကြည့်သည်နေပါဦးကွယ်ပြန်လာပေါ့တွေ့တဲ့အခါစကားကလေးပါလေးပြောကြရအောင်ပါခင်ကြီးရင်ထဲမှာလှုပ်လှုပ်ရှားရှားဖြစ်နေမိသည်သူနှင့်ဆုံရသည့်အတွက်ဝမ်းသာရသလိုလည်းရှိသည်ကြောက်ရွံ့ရသလိုလည်းရှိသည်သူနှင့်စကားပြောရမည်ကိုလျှော့ရင်မိသည့်အလားမပြောတာတို့ရာတွင်ခင်ကြီးဆုံးဖြတ်နိုင်စွမ်းသောအကြောင်းအရာတစ်ရပ်ရှိသည်၎င်းမှာမောင်ဦးနှင့်ဆုံရသည့်အတွက်ဂျေနတ်တလိုရှိမိသည်ဆိုခြင်းပင်မောင်ဦးတွင်တစုံတစ်ခုသောညှို့ငင်ဆွဲဆောင်နိုင်သောအင်အားတစ်ရပ်ရှိကာယင်းအင်အားကခင်ကြီးအားလွှမ်းမိုးရစ်ပတ်လျက်ရှိသည်ဆိုခြင်းပင်မင်းကိုရုတ်တရက်စောစောကပုံစံနဲ့မြင်လိုက်ရတော့အတော်အံ့ဩသွားမိတယ်ဆိုစမ်းပါဦးမင်းလေးရဲ့အဖော်တွေနဲ့ကွဲပြီးတယောက်တည်းကြံရည်တုံးအမှုသမားတွေနဲ့တွားပြီးဆုံမိတာလားမင်းဖော်တွေကကောပြန်နေကြပြီလားမောင်ဦးကစကားဆက်သည်ကျမမှာတခြားဖော်မပါပါဘူးကိုပဲပါတယ်ကိုကြောင့်အခုလိုဖြစ်ရတာဟုတ်လားသူကအခုဘယ်မှာလဲသူကကျမကိုရုပ်သေးပွဲမှာထားခဲ့ပြီးထွက်သွားတာပဲရုပ်သေးပွဲကနေစောင့်နေဖို့မှာခဲ့တယ်အဲ့ဒီမှာတင်စောစောကလူတိုက်နဲ့တွေ့ရတာပဲအတော်ဆိုးတဲ့လူပဲဒီလိုမင်းကလေးတယောက်တည်းထားခဲ့လို့ကတော့အခုလိုဖြစ်မှာပဲပေါ့ကိုနဲ့သာမတွေ့ရင်ဘယ်လိုဖြစ်ကုန်မှမသိဘူးနော်မင်းတော်တော်ကြောက်သွားသလားကြောက်တော့မကြောက်ပါဘူးရှက်တာတခုပါစကားစပြသွားစဉ်အခိုက်ခင်ကြီးကလက်ကိုယုံသည်ဒီကတွင်တော့မောင်ဦးကခင်ကြီး၏လက်ကိုလွှတ်ပေးလိုက်ပါသည်ဘာပဲပြောအခုကတော့ခင်ကြီးကျေးဇူးတင်ပါတယ်အတန်ငယ်ရှောင်းမိလျင်ခင်ကြီးပြောသည်ကိုကတော့မင်းရဲ့ကိုကျေးဇူးတင်တယ်မောင်ဦးကရဲရင်ဆိုသည်ဘာဖြစ်လို့လဲရင်သူကမင်းကိုပြစ်ထားခဲ့လို့သာဟိုလူတိုက်နဲ့ဆုံရတာမဟုတ်လားသူတို့နဲ့ဆုံမိလို့သာမင်းနဲ့ကိုနဲ့တွေ့ခဲ့ကြတာမဟုတ်လားအခုလိုစကားပြောခွင့်ရင်းနှီးခွင့်ကိုရတာမဟုတ်လားမောင်ဦးကစကားပြောရင်မှပင်ဆက်၍ရဲနေသည်တိုက်ခတ်လာသောလေသည်အေးမြသည်တို့ရာတွင်နေလေကနေပူခဲ့သောအရှိန်ကြောင့်သဲပြင်းမှပူနွေးနေသည်ထိုင်ကြရအောင်လားယင်မောင်ဦးကဆိုသည်ခင်ကြီးဘာမျှပြန်မပြောမောင်ဦးကထိုင်ချလိုက်သောအခါခင်ကြီးပါလိုက်ထိုင်လိုက်သည်သူတို့နှစ်ယောက်သည်တကန်းစာအကွာဝေးဖြင့်ထိုင်မိကြခြင်းဖြစ်သည်ခင်ကြီးသည်သူမကိုသူမပြစ်မှုတစ်စုံတစ်ခုကိုကျူးလွန်မိသလိုရှိသည်စီကံတစ်စုံတစ်ရာကိုဖောက်ပြမိသလိုခံစားရသည်တို့ရာတွင်တစ်စုံတစ်ခုသောအာယုန်သည်ခင်ကြီးအားဇုံမိုးလျက်ရှိသည်လွမ်းမိုးလျက်ရှိသည်ယင်းအာယုန်တွင်သာယာမိသလိုလည်းရှိနေပါသည်ခင်ကြီးသည်ယင်းအခုံရတက်တာလာသလိုအနှဲငယ်ရဲတင်းလာသည်ညနေကအဖြစ်ပြက်တွေတောင်းပန်ရအောင်မယ်ကိုမျက်လုံးထဲမှာသဲတွေဝင်နေလို့ဘာမှမမြင်ရပဲမင်းကိုဝန်တိုက်မိတာပါမောင်ဦးသည်စကားပြောပြစေရန်အတွက်စကားစရှာပြီးညနေကအဖြစ်ကိုပြန်ပြောင်းပြောဆိုခြင်းဖြစ်မည်ဟုခင်ကြီးထင်သည်အဲ့ဒီတည်းတောင်းပန်ကြမလိုပါဘူးခင်ကြီးပြင်ဒီအကြောင်းကိုမိတ်တောင်နေပြီခင်ကြီးကရဲ၍ပြောမိသည်ကိုကတော့မမေ့ပါဘူးမင်းနဲ့ပတ်သက်တာတွေဆိုရင်တခုမှမမေ့ဘူးဥပမာညောင်လှစိတ်ကမ်းမှာဆုံးခဲ့ရတာမျိုးပေါ့အဲ့ဒီတော့ကအဖြစ်ပြက်အတွက်ကိုတော့ခင်ကြီးကအကုတ်ကိုတောင်းပန်ရမှာပါဖိဖိရဲ့ပြုမှုတွေဟာရိုင်းဆိုင်သွားသလားမပြောတတ်ဘူးကိုဆိုလိုတာကဒါမဟုတ်ပါဘူးမင်းတို့အဲ့ဒီနေ့ကအမှတ်ထင်မြင်ခဲ့ရပြီးတဲ့နောက်တတိယနေတာကိုပြောတာပါခင်ကြီးသည်မောင်ဦး၏မျက်နှာကိုစောင်းငယ်ကြည့်မိသည်လာစုံညဖြစ်၍လာသည်ယခုမှထွက်ပြူစားသာရှိသေးသည်ပြည့်ဝလည်းမရှိမောင်ဦး၏မျက်နှာကိုဝရဝမျှသာမြင်ရသည်မောင်ဦးသည်လည်းခင်ကြီး၏မျက်နှာကိုစူးစိုက်ကြည့်နေခဲ့သည်ဖြစ်ရာဝရဝအမြင်ဖြင့်ပင်တယောက်မျက်နှာကိုတယောက်မြင်နေရသည်ခင်ကြီးကိုအကိုအရင်ကသိသလားယင်ဒီလိုရှိတယ်လေအစကတော့မြင်ဘူးတွေ့ဘူးပါတယ်မင်းငယ်ငယ်တုန်းကပေါ့ဆော့ကစားနေတဲ့အချိန်ကပေါ့ဒါပေမဲ့ဂယုအပြုမိဆုံးကတော့ညောင်လှစိတ်ကမှစပြီးမြင်ရတဲ့အချိန်ပဲဆိုပါဦးမင်းကတော့ကိုအရင်ကတည်းကသိနေတာလားယင်အခုလိုပဲပေါ့အခုကိုအရင်ကတွေ့ဘူးမြင်ဘူးသလားဆိုတာခင်ကြီးမမှတ်မိတော့ဘူးညောင်လှစိတ်ကမှမြင်ရတော့မှစပြီးဂယုပြုမိတော့တာပါပဲဒါပေမဲ့အခုနာမည်ကတော့မကြာခဏကြားဘူးပါတယ်အခုဟာဦးကောင်းမိုးရဲ့သားဆိုတာသိနေကြတာကြပါပြီဝဲကင်းစီမှမင်းသား၏တခြင်းတန်တဲ့ပြန်လွင့်လာသည်ခေတ္တမြတခြင်းတန်ကိုနားဆွင့်မိကြသေးသည်ကိုရန်ကုန်ရောက်ခဲ့တာ3နှစ်ရှိပြီဒီအတွင်းမှာမင်းအများကြီးပြောင်းလဲလာတယ်တကယ်လို့မင်းကိုတခြားမြို့တစ်မြို့မှာဒါမှမဟုတ်တခြားသူတွေနဲ့အတူတူသာတွေ့ရရင်
ကိုဘယ်နည်းနဲ့မှမှတ်မိမှာမဟုတ်ဘူးအကိုနေတဲ့အကြောင်းကခင်ကြီးရဲ့ကိုနေတဲ့အကြောင်းနဲ့အတူတူပဲနော်ဟုတ်တယ်အတန်းချင်းလည်းအတူတူပဲမင်းရဲ့ကိုဟာခင်စရာကောင်းတဲ့လူတစ်ယောက်ပါကိုသူ့ကိုခင်ပါတယ်မမောင်ဦးသည်စကားကိုခေတ္တမြဖြတ်ထားလိုက်သည်သူသည်တပြင်းတစ်ချက်ကိုမတိမတာရှိုက်သည်ကိုကြားခဲ့ရသလောက်ဆိုရင်တို့များဟာအခုလောက်တယောက်နဲ့တယောက်စိတ်နေဖို့မကောင်းဘူးမိမေတော်များလေးနဲ့ကိုဖေဖေဟာဆွေမျိုးနှိစက်တော်တွေလို့သိရတယ်မင်းတို့နဲ့ကိုတို့ဟာလည်းစက်ဟက်ခဲ့မယ်ဆိုရင်ဆွေမျိုးတော်နေတာပဲပေါ့တယောက်နဲ့တယောက်ရင်းရင်းနှီးနှီးခင်ခင်မင်မင်ရှိတတ်တာပဲမဟုတ်လားဒါပေမဲ့အခုတော့လူကြီးချင်းကမတည့်ကြဘူးမင်းဖေဖေနဲ့ကိုဖေဖေမတည့်တာမင်းသိတယ်မဟုတ်လားကိုဖေဖေကမင်းဖေဖေကိုအကောင်းမထင်ဘူးမင်းရဲ့ဖေဖေကလည်းဒီလိုပဲနေမှာပါလူကြီးချင်းတာဟဇာတာမမျှတာကြောင့်တို့များဒီလောက်စိတ်နေကြတာပဲထင်တယ်ခင်ခင်ကြီးသည်သူ၏စကားကိုနားဆိုင်ထောင်နေမိသည်ဘာများတော့ဝင်မပြောဖြစ်ပေမမောင်ဦးကစကားဆက်သည်အခုလိုမင်းရဲ့ကိုရဲ့မင်းရဲ့နဲ့ခင်ခင်မင်မင်ဖြစ်လာတော့ဆန္ဒတစ်ခုပြုမိလာတာရှိတယ်အဲ့ဒါကတော့အနော်ထာမင်းလိုတကူရှိတဲ့လှန်တစ်ချောင်းရကျင်တဲ့ဆန္ဒပဲဘာကြောင့်လဲဆိုတော့အနော်ထာမင်းဟာပင်ဖျားကိုတည်တဲ့နေရာမှာအတော်ခက်ခက်ခဲခဲတည်ရတယ်လို့ဆိုတယ်ဖျားတယ်မဲ့လို့ရင်အုတ်တွေကိုရေစားကုန်ရင်းနဲ့တော်တော်နဲ့တည်လို့မရဘူးတဲ့ကြတော့အနော်ထာမင်းဟာဒေါသဖြစ်လာဟန်တူပါတယ်လှန်တော်နဲ့ပြပြီးပင်ရေအလျင်ရက်တန့်စီလို့အမိန်ပေးတယ်အဲ့ဒီခါကျတော့ရေဟာရက်တန့်သွားတယ်ဒါကြောင့်ဖျားပွဲအမိကိုတောင်ပင်ဆက်လံပြလို့တွင်တဲ့နောက်မှာပင်ဆက်ကလမ်းပလို့တွင်လာတယ်ဆိုပဲဒါကပါဇက်တနာကြီးပါဟုတ်ပါတယ်ကိုဆိုလိုချင်တာကမင်းတို့ဖေဖေနဲ့ကိုဖေဖေကြားမှာအလင်းမပြတ်နိုင်အောင်ဖြစ်နေတဲ့အမုန်းရေလျင်ကိုအဲ့ဒီနည်းမျိုးနဲ့ရက်တန့်ပေးလိုက်နိုင်ရင်ကောင်းမယ်ထင်တယ်လို့ပဲဆိုလိုတာကအကိုဟာခင်ကြီးတို့နဲ့ခင်ခင်မင်မင်ရင်းနှီးနှီးရှိကျင်တဲ့သဘောပေါ့ဟုတ်လားအကိုအစ်စ်ပေါ်ကွယ်ကိုရဲ့ဆိုလိုရင်းဟာအဲ့ဒါပါပဲမင်းကောရင်ခင်ကြီးတို့အနေနဲ့ကတော့ဘယ်သူကမဆိုခင်ပါတယ်ဘယ်သူနဲ့ဖြစ်ဖြစ်ခင်ခင်မင်မင်ရင်းရင်းနှီးနှီးဖြစ်ချင်ပါတယ်ဒါဖြင့်တို့များမှတ်ထားကြရအောင်ဒီကနေ့ကစပြီးမိတ်ဆွေဖြစ်ကြပြီမဟုတ်လားခင်ခင်ကြီးသည်မောင်မောင်ဦးစကားကိုအသားရခေါင်းငိမ့်ပြသည်လာသည်အတန်မြင့်တက်လာပြီးဖြစ်ပါသည်အလင်းရောင်သည်များစွာလင်းလင်းထင်းထင်းရှိလာခဲ့ပြီးဖြစ်ပါသည်ခင်ခင်ကြီးတို့ရောက်ရှိနေသောနေရာမှာချောင်းနှင့်များစွာမဝေးရေစီတံတက်တက်ကိုကြားနေရတဲ့အောင်ပင်လေသည်ရန်ခါတွင်ဝေရန်တိုက်ခတ်သည်အဝေးရှိထံတော်များကြားဒိုးဝင်လာသောအခါရှိရှိရှဲရှဲအသံများပေါ်ပေါက်လာသည်ဖျားဤထီမှဆဲရဲတံသည်လည်းဆွပြန်စပွဲမြည်လျက်ရှိချေသည်ပင်ချောင်းရေလင်းပေါ်မှလာရောင်ရိုက်ဟပ်ကြာဆင်းနေသည်ရွှေကြီးငွေကြီးတန်ကလေးများတလက်လက်တောက်ပလာသည်သဲပြင်းသည်ဝါဖန်သောအစင်းဖြင့်ပြန်ပြောစွာလဲလျောင်းနေသည်လာရောင်သည်ခင်ခင်ကြီးနှင့်မောင်မောင်ဦး၏မျက်နှာများပေါ်သို့ကြားရောက်နေသည်လာရောင်ဖြင့်တယောက်မျက်နှာကိုတယောက်သဲကွဲစွာမြင်သာလာသည်အကူကသိချောတာပဲနော်ခင်ခင်ကြီး၏စကားကိုမောင်မောင်ဦးအံ့အားသင်သွားသည်ကြီးမထိုစကားကိုရဲပြစ်လိုက်ပါသည်တကယ်ပြောတာအကူချောတယ်ဆိုတာခင်ကြီးညောင်လာစိတ်ကမ်းမှာတွေ့ကြတဲ့ကသတိထားမိတာကိုကမင်းကိုလှပါတယ်လို့ပြောမလို့ဟာမင်းကစပြောတော့မပြောရမှန်းတော့မသိတော့ဘူးတကယ်ပါမင်းကိုဖျားပွဲလာတဲ့လူတွေကရွှေမင်းသမီးကလေးလို့ခေါ်ကြတယ်မဟုတ်လားမင်းဟာတကယ်တမ်းရွှေမင်းသမီးကလေးတစ်ယောက်လို့လှပါတယ်ကွယ်ဒါဖြင့်ကြည်ရောနော်ကိုဩတယောက်နဲ့တယောက်ချီးမွမ်းကြတာကြည်ရောလို့နှစ်ယောက်သားပြိုင်တူရဲမိကြသည်ရဲတန်သည်ရေစီတန်နှင့်ပြိုင်နေသည့်နှဲပင်ဒါယာဆွပြန့်ပွဲကောင်းလာသည်မင်းကိုသဘောကျသွားပြီမင်းဟာပွင့်လင်းတယ်လွတ်လွတ်လပ်လပ်ရဲနိုင်မွန်းနိုင်တယ်ကိုကအဲ့ဒီလိုလူမျိုးကိုသိသဘောကျတာတချို့မင်းလေးတွေဆိုရင်အင်္ဒြေသိက္ခာတခွဲသားကြီးနဲ့လူတွေနဲ့စကားမပြောဝင်တယ်လို့ပြောဝင်တယ်လို့နဲ့အဲ့ဒီလိုလူမျိုးဆိုရင်သိမုန်းမိတာပဲအကိုကမင်းလေးတွေအကြောင်းအတော်သိတယ်ထင်တယ်ဘာဖြစ်လို့အဲ့ဒီလိုပြောနေတာလဲကွယ်အကိုစကားကဖော်ပြနေတာပဲလေကြီးတော့အကိုအသက်ရွယ်အကိုရုပ်ရည်နဲ့ဆိုရင်အကိုဘေးမှာမင်းလေးတွေဝိုင်းဝိုင်းလည်နေမှာပဲဆိုတာခင်ကြီးတွေးမိပါတယ်မင်းထင်ကြီးတော့မစွန်ပါဘူးကွယ်နိုင်မကြီးထမင်းရဆိုတာလို့ပေါ့အဲ့ဒီစကားကိုခင်ကြီးမယုံပါဘူးတကယ်ပြောတာပါတကယ်ပြောမပြောပါဒါတွေကခင်ကြီးနဲ့လည်းမဆိုင်ပါဘူးဒါပဲဖြစ်ဖြစ်အကိုနဲ့တွေ့ရတာဝမ်းသာပါတယ်ပျော်ပါတယ်ကဲစကားကောင်းနေလို့မပြီးသေးဘူးအကိုနောက်ပိုင်းမှာဘာတွေဖြစ်ကုန်ပြီလဲမသိဘူးပြန်အောင်ပါခင်ခင်ကြီးကပြန်စကားပြောလာလေတော့လဲမောင်မောင်ဦးဤစိတ်မမရှင်စင်စစ်တွင်ခင်ခင်ကြီးနှင့်အတူတူကနေနေရသည်ကိုစိတ်မနှစ်ချိုက်သည်
ကျင်းတ်သည်ပျော်ရွှင်သည်ခင်ငင်ကြီးနှင့်ခွဲခွာရမည်ဆိုလျင်ခံစားရချက်မှာပြောင်းပြန်ဖြစ်သွားရလိမ့်မည်ထင်ပါသည်နေပါဦးလားကွယ်စကားပြောလို့တောင်အားမရသေးဘူးနေချင်ပါတယ်စကားတွေလည်းပြောချင်ပါတယ်ဒါပေမဲ့ခင်ကြီးဖို့ကဒီအချိန်ဟာအဖို့မပါပဲနဲ့တယောက်တည်းအပြင်ကိုထွက်တာပထမဆုံးအချိန်ပဲကိုသစိမ်းတယောက်နဲ့ပထမဆုံးအချိန်စကားပြောမိတာပဲဒီတော့အခုလောက်ကြာနေတာတောင်လွန်လှပြီခင်ကြီးပြန်ပြရစီတော့အကိုရဲ့မောင်မောင်ဦးသည်ခင်ခင်ကြီး၏မျက်နှာကိုစူးစိုက်ကြည့်နေမိသည်မျက်နှာ၏အမို့အဝန်းမျက်လုံး၏အဝန်းအလက်ကိုဆွဲလန်းနှိမ့်ချိုက်လာမိသည်ဟုစိတ်တွင်ထင်မိသည်ခင်ခင်ကြီး၏ကိုမှမွေးပြနေသောအနံ့အသက်သည်လွင့်ပြန်လာသည်သူ၏စိတ်အစဉ်မှာတက်ကြွရှင်လန်းလာမိသည်သူသည်လောလောဆယ်မှာပင်ခင်ခင်ကြီး၏ကိုထွေးပွေးလိုက်ခြင်းသည်နမ်းရှုပ်လိုက်ခြင်းသည်ရင်းသောဆန္ဒမျိုးကိုမနှဲပင်ချုပ်တီးထားရသည်ခင်ခင်ကြီး၏မျက်နှာမှာတိမ်မွေ့ရိုးသားခြင်းအရိပ်အသွင်လွှမ်းနေသည်ဆမ်းပြခြင်းကိုရှာမတွေ့တို့ပြည့်၍လည်းစိတ်ကိုချုပ်တီးထားရခြင်းဖြစ်သည်ခင်ခင်ကြီးသည်ထိုင်ရာမှထလိုက်သည်မောင်မောင်ဟုပါလိုက်၍ထရက်လိုက်သည်တို့များနောက်ထပ်တွေ့ခွင့်ရပါဦးမလားယင်နောက်ထပ်တွေ့ရဖို့ဆိုတာကတော့မလွယ်လှဘူးထင်တယ်ကိုဘာဖြစ်လို့လဲဆိုတော့ခင်ကြီးတို့အိမ်ကတိတ်ချုပ်ချယ်တာတိတ်စည်းကမ်းကြီးတာဘဲမှထွက်ခွင့်ရတာမဟုတ်ဘူးဘယ်တော့ပဲချုပ်ချယ်ပါမင်းမှတွေ့ကျင်တဲ့ဆန္ဒရှိသေးတယ်ဆိုရင်အချုပ်ချယ်ကြားကပဲတွေ့လို့ရမှာပါခင်ခင်ကြီးသည်မောင်မောင်ဦး၏မျက်နှာကိုဖြတ်ကနေလှမ်းကြည့်သည်အကိုနဲ့တွေ့ကျင်တဲ့ဆန္ဒတော့ခင်ကြီးမှာရှိပါတယ်ကိုရဲ့ခင်ခင်ကြီးသည်ညည်းညူသလိုခတ်တိုးတိုးဆိုသည်ရင်းစကားကိုကြားရလေလျင်မောင်မောင်ဦး၏ရင်မှာတိမ်တိမ်ခါသွားရလေသလားထင်မှတ်မိသည်အကိုကရောရင်ခင်ခင်ကြီးကမေးလာသည်သူသည်မဆိုင်မတွဖြေမိသည်စိတ်လုံးရှားစွာဖြေမိခြင်းဖြစ်သည်ဘယ်နဲ့မေးပါလိမ့်ကွယ်သိတွေ့ကျင်တာပေါ့ဒီစမှာကြောင်းမရဲ့ပြန်လာအောင်မယ်မဟုတ်လားယင်အစကတော့ပြန်မလာတော့ဘူးလို့ပဲဒါပေမဲ့အခုတော့ပြန်လာဖို့ဆုံးဖြတ်လိုက်ပြီလေတကယ်တမ်းပြောရရင်ရေနံချောင်းကိုပြန်လာဖို့အတွက်ကို့မှာတခြားကြောင်းမရှိပါဘူးပြန်လာရမှာကမင်းအတွက်ပဲညီမမင်းကိုတွေ့ရင်မြင်တဲ့ဆန္ဒတစ်ခုတည်းအတွက်ပြန်လာရမှာပါဝဲမောင်မောင်ဦးဤစကားအတွက်ခင်ခင်ကြီးသည်လည်းစိတ်လှုပ်ရှားရသည်အမှန်ပင်ရင်ထဲမှာအာယုံအသည့်အဆန်းတစ်ခုပေါ်ပေါက်ရသည်ပင်တောင်မြင်အဆက်သို့ရောက်လာကြသည်ဇေယျများကိုလှမ်းမြင်နေရပေပြီခင်ကြီးသွားတော့မယ်ကိုမောင်မောင်ဦးသည်ခင်ခင်ကြီးကိုခေါင်းငိမ့်ပြလိုက်သည်စကားတန်ကမှုထွက်မလားရင်ထဲမှာခင်ခင်ကြီးအားခွဲခွာလိုက်ရမည်ကိုနှမျောနေသလိုရှိသည်ခင်ခင်ကြီးသည်သူ၏မျက်နှာကိုစူးစိုက်ကြည့်သည်သူကလည်းပြန်ကြည့်မိသည်ထိုအခါရင်ခုန်လာသည်ဒီတွင်ပင်မောင်မောင်ဦးသည်ခင်ခင်ကြီး၏လက်ထဲမှရမင်းရုပ်ကလေးကိုမြင်လိုက်ရသည်ဝင်မလေးဘူးဆိုရင်အမှတ်တရဖြစ်အဲ့ဒီအယုတ်ကလေးကိုပေးပါလားကွယ်ခင်ခင်ကြီးသည်အယုတ်ကလေးကိုမြှောက်ကြည့်သည်ထို့နောက်မောင်မောင်ဦး၏မျက်နှာကိုပြန်ကြည့်သည်ပေးရမှာတော့ဝင်မလေးပါဘူးဒါပေမဲ့အယုတ်ကအဖို့မတန်ဘူးအဖို့မတန်ပေမဲ့တစ်သလုံးသိမ့်ထားမယ်လို့ဂရီပေးပါတယ်ညီမဒီလိုဆိုရင်ခင်ကြီးဝမ်းမြောက်ဝမ်းသာနဲ့ပေးပါရကိုရဲ့ခင်ခင်ကြီးသည်အယုတ်ကိုမောင်မောင်ဦးအားလှမ်းပေသည်မောင်မောင်ဦးသည်အယုတ်ကိုလှမ်းယူရင်းခင်ခင်ကြီး၏လက်ကိုပါဆုပ်ကိုင်ထားလိုက်သည်ခင်ခင်ကြီးမှသတိမေ့လျော့နေသူအလားလက်ကိုဆွဲနှုတ်ရန်သတိမရခုမှပြောစရာစကားတစ်ခုရှိတယ်ညီမမောင်မောင်ဦးကစိတ်လှုပ်ရှားစွာပြောသည်ဘာပါလဲကိုမောင်မောင်ဦး၏အာယုံတွင်စိတ်ရိုင်းဝင်လာသည်ရင်သည်လည်းပြင်းထန်စွာခုန်လာသည်ရင်ခုန်တန်သည်နှလုံးသားကိုဖောက်ထွက်မြည်ဟီတော်မြည်နေရှိလာသည်သူသည်ခင်ခင်ကြီး၏လက်ကိုဆွဲလိုက်သည်ခင်ခင်ကြီး၏ကိုမှသူ့ဘက်သို့ပါလာသည်မထင်မှတ်ပဲဆွဲယူခြင်းခံလိုက်ရသဖြင့်ခင်ခင်ကြီးမှရုံကန်ရန်အချိန်မရလိုက်ပဲပါလာခြင်းဖြစ်သည်ကိုခန္ဓာချင်းထိတွေ့မိသည်ရင်ချင်းအပ်မိသည်ထွက်သက်လေးနှွေချင်းပင်မျက်နှာများကိုရိုက်ခိုက်မိလျက်ရှိသည်ဒီတော့လဲစိတ်အာယုံမှဘုံမိုတက်ကြွလာသည်မောင်မောင်ဦးသည်စိတ်ကိုချုပ်တီးထားနိုင်စွမ်းမရှိတော့ချုပ်တီးထားလို့စိတ်မရှိတော့မျက်လုံးကလေးဝိုင်းလာသောကြောက်ရွံ့တုန်လှုပ်ပုံပေါ်လာသောခင်ခင်ကြီး၏မျက်နှာကလေးကိုစူးစိုက်ကြည့်သည်ခင်ခင်ကြီး၏မျက်လုံးများလှုပ်နေသည်နှုတ်ခမ်းသားကလေးတွေတုံးလာသည်ရင်မှာတရိတ်ရိတ်ခုန်လာပုံပေါ်သည်မောင်မောင်ဦးသည်လေတံမြသောအတန်ဖြင့်ပြောလိုက်ပါသည်မင်းကိုချစ်တယ်ညီမခင်ခင်ကြီးသည်သတိပြန်ဝင်လာသလိုမောင်မောင်ဦး၏ရင်ဝင်မှယုံထွက်လိုက်သည်သူမသည်ရုတ်တရက်မှပင်ဖတ်ဖူးခဲ့သောဝတ္ထုထဲမှအကြောင်းအရာများကိုသတိရသည်ကိုပြောခဲ့ဘူးသောစကားများကိုအမှတ်ရသည်မောင်မောင်ဦး၏အပြုအမူအပြောအဆိုတို့အတွက်ရင်ခုန်ရသည်စိတ်မှခြောက်ခြားသလိုခံစားရသည်စင်စစ်တွင်မောင်မောင်ဦးဆိုလာသောချစ်သည်ဆိုသည့်စကားမှာသူမအတွက်ဆန်းကျဲသောစကားဖြစ်သည်ကိုကမမဝင်းကြီးအပေါ်ထားရှိသောချစ်ချင်းမျိုးပင်ဖြစ်မည်ဟုတွေးမိသည်မောင်မောင်ဦးက
သူဤစကားလေးနဲ့စေရန်ထပ်ပြောသည်ဟုတ်တယ်မင်းကိုချစ်တယ်ခင်ခင်ကြီးညောင်လာစိတ်ကမ်းမှာစပြီးတွေ့ရကြတဲ့ကမင်းဟာကို့ဘော်လွှမ်းမိုးခဲ့တယ်ကို့စိတ်အာယုံကိုကြီးစိုးတယ်ဒီကလေးကမင်းကိုချစ်မိတာပဲလို့ထင်တယ်ခင်ခင်ကြီးဤမျက်နှာမှာသွေးလွှမ်းတက်သလိုထူအမ်းလာမိသည်ထင်၏နှထင်ဆက်မှာပူရှိန်လာရပြန်ပြီဟုထင်သည်မောင်မောင်ဦးပြောနေသောစကားများမှာနားအနိတွင်ကပ်၍ပြောနေသည်ဟုမထင်ဝေလံသောနေရာမှပဲ့တင်ရိုက်လာသောအတန်နဲ့ထင်ပါသည်ဘာစကားများလဲမပြောတတ်နိုင်မြည်သောမြေပုံစကားဆိုရမည်ကိုလည်းမသိတတ်တော့ရင်ထဲမှာပြည့်သိပ်လာသလိုပင်တင်းကျပ်လာသလိုပင်မောင်မောင်ဦးထံမှစကားသံထပ်မံထွက်ပေါ်လာသည်မင်းကောဘာကိုလဲရင်ကို့ဘုံကိုဘယ်လိုသဘောထားတယ်လို့ပါခင်ခင်ကြီးကမဖြေတတ်သူမကအတန်တိမ်တိမ်ဖြင့်ဆိုမိသည်ခင်ကြီးပြန်တော့မယ်ကိုခင်ခင်ကြီး၏အဖြေစကားအတွက်မောင်မောင်ဦးမှမကျေနပ်နိုင်လို့ရှိသည်ကိုမေးတဲ့မိကွန်းအတွက်အဖြေဟာအဲ့ဒါမဟုတ်ပါဘူးမသိဘူးအကိုမေးတာကိုခင်ကြီးမဖြေတတ်ဘူးဘယ်လိုဖြေရမယ်လို့လည်းမသိဘူးမောင်မောင်ဦး၏အသွင်ပြင်မှာစိတ်ပြက်လက်ပြက်ဖြစ်သွားပုံရသည်ဟုတ်တယ်ကိုခင်ကြီးငယ်ပါသေးတယ်အကိုပြောတာမျိုးတွေနားမလည်သေးဘူးခင်ကြီးအကိုကိုခင်ကြီးရဲ့အကိုလိုပဲခင်ပါတယ်တွေ့တာပါတယ်ခင်ကြီးဒါတော့ပဲနားလဲတယ်အကိုခင်ခင်ကြီးအပေါ်တွင်အာမလို့အာမရရှိမိစေကမူသူမ၏အမူအရာမှာဟန်ဆောင်ခြင်းကင်းသည်ဟုမောင်မောင်ဦးထင်သည်ပရိယမပါဟုတွေးမိသည်သူမ၏အသက်ရရယင်းအဖြစ်မှလည်းမှန်ကန်ခြင်းရှိလိမ့်မည်ဟုစဉ်းစားမိသည်ရုတ်တရက်သူကိုယ်တိုင်လည်းဘာပြောရမည်မသိတတ်နိုင်ပဲရှိသည်သူတို့သည်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ကြာမြင့်စွာရပ်နေမိကြသည်အတော်ကြီးကြာမှခင်ခင်ကြီးကတက်ပြင်းချရင်းပြောလိုက်ပါသည်ခင်ကြီးသွားတော့မယ်အကိုမောင်မောင်ဦးသည်လည်းတက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်ရင်းကခေါင်းငိမ့်ပြလိုက်သည်သူအားကြောခံ၍တရွေ့ရွေ့ရှောက်သွားသောခင်ခင်ကြီး၏နောက်ပိုင်းကိုငေးကြည့်ရင်းကြံရစ်သည်သူလက်ထဲမှရမင်းရုပ်ကလေးကိုတင်းကျပ်စွာဆုပ်ကိုင်ထားမိသည်စိတ်ထဲမှမူအတွေ့တရကိုတွင်နေမိပါသည်အချင်းတွေအများကြီးကြံသေးတာပဲဒီတခါရှိပြီစေအောင်ပေါ့နောက်တော့တွေ့ကြသေးတာပေါ့ရင်းတို့လျင်သူသည်စိတ်ထဲမှတေးမှတ်ထားလိုက်သည်ခင်ခင်ကြီးသည်တုံလုံသောကိုခြောက်ချသောစိတ်နှလုံးဖြင့်ဇရက်သို့ပြန်ရောက်လာသည်ကိုရောက်နေသည်ကိုတွေ့ရသည်ကြိုတင်ထင်မှတ်ထားသည့်အတိုင်းဇရက်မှစူးစူးညံ့ညံ့ရုပ်ရုပ်သဲသဲရှိနေသည်သူမအားပွဲကင်းတွင်ရှားပွဲရန်ပြင်ဆင်နေကြောင်းမြင်ရသည်ခင်ခင်ကြီးအားမြင်ရလေတော့မှတက်ပြင်းချကြသည်စိတ်အေးသွားကြပုံရသည်ကိုထားတဲ့နေရာမှာမနေပဲဘယ်လိုလျှောက်သွားနေတာလဲညီမကိုကတိုးတိုးကြိတ်ကြိတ်မေးသည်ဟာရုပ်သေးကပြင်းကြကြီးဘာလို့ပြောမှန်းလည်းမသိဘူးဒါနဲ့အငိမ့်တဲ့ဝင်ကြည့်နေတာခင်ခင်ကြီးညာရသည်ကိုကပွဲစည်းကင်းတွင်လူချင်းကွဲသွားသည်ဟုအမေတို့အားပြောထားရကြောင်းဆိုသည်ကိုင်အိတ်ကြတော့ညင်တောင်နဲ့လာပြီမနဲ့အာယုံမီနိုးအောင်အိတ်ကြတော့မေမေကလှမ်းပြောသည်တို့ဖြင့်ခင်ခင်ကြီးအိတ်ရဝင်သည်အိတ်ပြောသည်ကမဟုတ်ပါပေမျက်စိကြောင်းနေသည်တွေ့တော်စဉ်းစားရခြင်းများထူးခြားဆန်းကျယ်စွာတုံလို့ရခြင်းများကခင်ခင်ကြီးအားအိတ်မပြောနိုင်အောင်ဝိုင်းဝန်းနှောက်ယှက်နေသည်သို့ရှိသည်မေမေကအာယုံစွမ်းကရအောင်လာနှိုးသည့်အထိခင်ခင်ကြီးတရေမြမအိတ်ခရသည်တညာလုံးလောခင်ခင်ကြီး၏အတွေ့ကိုကြီးစိုးထားသည်မှာမောင်မောင်ဦးသူ၏စကားသံကိုအထက်ထက်ကြားယောင်နေရသည်သူ၏ရုပ်သွင်းကိုအကျဉ်းချင်းမြင်အောင်သည်ဒီတော့လဲကိုပြောသလိုသူမ၏ရင်တွင်အခြားသောချစ်ချင်းမြတ်တာမျိုးဝင်ရောက်နားလာခြင်းမျိုးဖြစ်လေသလားဟုခင်ခင်ကြီးစဉ်းစားနေမိပါသည်ယင်းသောချစ်ချင်းမြတ်တာမျိုးဖြင့်မောင်မောင်ဦးအပေါ်ချစ်မိခြင်းဖြစ်လေသလားဟုတွေးတောနေမိပါသည်သို့နှင့်အမျှခင်ခင်ကြီး၏ရင်၌ဆန်းကျယ်သောဝေဒနာတရက်ပေါ်ပေါက်လာသည်စင်စစ်ယင်းဝေဒနာသည်ပင်အချစ်ဆိုသည်မျိုးဖြစ်သည်ဟုထိုစဉ်ကခင်ခင်ကြီးမတွေးရခဲ့ပင်ဖျားပွဲတော်ပြည်စည်းခြင်းနှင့်ထထွေထမြပျော်ရွှင်ကြည်နူးရခြင်းများလည်းကုံဆုံးပြောက်ွယ်သွားရသည်ဟုခင်ခင်ကြီးထင်ပါသည်ကိုရန်ကုန်ကျောင်းသို့ပြန်ရလိမ့်ပြီဆိုသည်နှင့်တပြိုင်နက်အိမ်မှာရခင်အခြေအနေတိုင်းဖြစ်သွားသည်တိတ်ဆိတ်ငြိမ်သက်သွားသည်ရခင်ကလိုပင်အသားတကျပြန်ဖြစ်သွားသည်ဘာတခုမျှအပြောင်းလဲမရှိတော့ပြင်းဤညင်းဝဲွယ်ပင်ဒီတခါကိုရန်ကုန်သို့ပြန်သွားချိန်တွင်ကိုနှင့်ပတ်သက်သည့်ခင်ခင်ကြီး၏ခံစားရချက်များအပြောင်းလဲဖြစ်လာသည်ကိုသည်မိမိအပေါ်အချစ်လျော့ပါလေပြီထင်သည်သို့နှင့်မျှကိုအပေါ်တွေ့တာရခြင်းအောက်မေ့တသရခြင်းများလျော့ပါလာသည်ကိုတွင်ချစ်ခင်တွေ့တာရမည်သူရှိနေသည်ထိုနည်းတူမိမိတွင်လည်းချစ်ခင်တွေ့တာရမည်သူတူဒိုလာသည်ဟုခင်ခင်ကြီးစိတ်တွင်အထင်ရောက်သည်
ဒီတစ်ခေါက်ညောင်လာစိတ်ကန်းတို့ကိုအားလိုက်ပို့ခဲ့ရာတွင်မူခင်ခင်ကြီးမှာရခင်ကလိုပင်လိုက်လဲလဲနှင့်ဝမ်ပန်းတနေဖြစ်ရသည်မှာအမှန်ပင်ဤဒီမှာကိုတယောက်တည်းအတွက်ဟူ၍တော့မဟုတ်ဟုစိတ်ကအလိုလိုသိနေသည်ကိုနှင့်တပါးတည်းလိုက်ပါသွားမည်မောင်ဦးအတွက်လည်းပါဝင်သည်ကိုအားနှုတ်ဆက်သလိုနှင့်မောင်ဦးကိုပါရောနောနှုတ်ဆက်မိသည်ပင်ကိုရေဒီစမှာကြောင်းမရကြရင်ဆက်ပြန်ခဲ့နော်ဟုမောင်ဦးကိုပါရည်ညွှန်းပြောဆိုခဲ့သည်မိမိ၏ဆိုလိုချက်ကိုမောင်ဦးနားလည်နိုင်ပါစေဟုရင်တွင်မှဆူတောင်းရသည်ကလည်းအမော်အပြန်ခရီးအတွက်ကို၏သင်္ဘောလက်မှတ်ကိုဖေဖေကိုယ်တိုင်ဝယ်ပေးသည်ပထမတန်းခရီးသွားလက်မှတ်ဖြစ်သည်ဒီတစ်ခါမှာတော့မောင်ဦး၏ဖခင်ကလည်းသူ့သားအတွက်ပထမတန်းလက်မှတ်ကိုယူပေးသည်ပင်သင်္ဘောသို့ဆင်းရာတွင်လည်းကြာရှိမနေနှုတ်ဆက်စကားကိုခတ်တိုဆို၍ပြန်သွားကြသည်သင်္ဘောသည်ရေနံချောင်းစိတ်ကမ်းတွင်ညာအိတ်သည်ဖြစ်၍ခင်ကြီးတို့စရနာရွက်ကာနီအထိနေကြသည်ခင်ကြီးတို့ပြန်ကာနီတွင်မောင်ဦးတို့လာရောက်ကြခြင်းဖြစ်သည်ဖေဖေတို့ရှိတွင်ဖြစ်၍ကိုသည်မောင်ဦးအားစကားမပြောသူသည်ရန်ခါတွင်ခင်ကြီးအားစောင်းငဲ့ကြည့်ရသည်ခင်ကြီး၏အတန်ကိုစူးစိုက်နားထောင်သည်မောင်ဦးအနေနှင့်ဖေဖေတို့ရှိတွင်မိမိအားနှုတ်ဆက်လာလေမလားစိုးရိမ်မိသေးသည်တို့ရာတွင်မောင်ဦးနှုတ်မဆက်အမတ်တရရှိမိသည့်သဘောကိုမူသိသာပေါ်လွင်အောင်ပြသည်သူတွင်ခင်ကြီးထံမှရရှိခဲ့သောယမင်းရုပ်ကလေးပါရှိနေခြင်းပင်သည်ယမင်းရုပ်ကလေးနှင့်ဆက်လင်း၍စိတ်မှစနှုတ်စနှောက်ဖြစ်ရသေးသည်ကိုကဘုရားပွဲတော်တွင်ရှိစဉ်ကပင်ခင်ကြီးကိုမေးသည်ညီမရုပ်ကလေးဘယ်ရောက်သွားပြီလဲဒီတွင်ခင်ကြီးကလူတို့၍ပျက်စီးသွားပြီဖြစ်ကြောင်းအဖြေပေးခဲ့သည်မောင်ဦးထံမှယမင်းရုပ်ကလေးကိုတွေ့ရတော့ကိုဤမျက်နာမှာအနေပါဆိုသလိုစနှောက်စနှင်းဖြစ်ရပုံပေါ်လာသည်ခင်ကြီးတို့သမောစိတ်မှအတက်၌မဝင်းကြီးနှင့်အဖော်တဦးတို့သမောစိတ်သို့ဆင်လာကြောင်းမြင်ရသည်ခင်ကြီးကပြုံး၍နှုတ်ဆက်ရသည်မဝင်းကြီးသည်ကိုအားနှုတ်ဆက်ရန်လာခြင်းပင်ဖြစ်လိမ့်မည်ထင်သည်နာနဲ့စောစောမှခင်ကြီးအရာမှနိုးသည်ယင်းအချိန်လောက်တွင်သင်္ဘောကမ်းမှခွာတန်တင်လေပြီဟုထင်သည်ဒီတော့လည်းယင်းထဲမှနှုတ်ဆက်မိပါသည်ကိုနှင့်တော့ကမောင်ဦးကိုပါနှုတ်ဆက်မိသည်ဒီနောက်ပိုင်းတွင်ကိုအားဒန္တာရပြီဆိုပါကမောင်ဦးကိုပါရောနောဒန္တာရသည်ကိုအားလွမ်းရပြီဆိုပါကလည်းထိုနည်းနှင့်ပင်မောင်ဦးပါလာတတ်သည်ယခုအခါတွင်တော့ခင်ကြီးဤစိတ်မှမလွတ်လာယခင်ကလည်းပေါ်ပါသွက်လက်မရှိညအိယာဝင်ပြီဆိုတော့လဲအတွေးပေါင်းစုံကနှောက်ယှက်စိုးမိုးလာတတ်ပြန်သည်ချစ်သည်ဆိုခြင်းကိုပထမဆုံးအကြိမ်အဖြစ်တွေးတော့စဉ်းစားရတော့လဲရင်မှာအမောသားပါကလားစင်စစ်ချစ်သည်ဆိုခြင်းမှာစံကြဲသောအာယုံတရဖြစ်သည်ယင်းအာယုံမှာဆွဲလန်းပွဲလည်းဖြစ်သည်ရင်မောပွဲလည်းဖြစ်သည်ကြည်နူးပွဲလည်းဖြစ်သည်ကြောက်ရွံ့ပွဲလည်းဖြစ်သည်ဆိုခြင်းကိုခင်ကြီးတစတစနားလေရစပြုလာသည်ဤသို့ပင်ဆိုစေယင်းအာယုံမှာခုံမင်ပွဲဖြစ်သည်တန်းဆွပွဲဖြစ်သည်ဆိုခြင်းကိုလည်းတွေးမိပါသည်ဆောင်းအေးဓာတ်မှာဘုံမလွင်ကဲပြင်းထန်လာသည်ရေနံကြောင့်မှဘူးစရာရှိတော်လဲလွင်ကဲစွာပူရသည်အေးစရာရှိပြီဆိုတော့လဲဘုံမအေးရသည်မုတ်ခေါင်ရေရှားရဝင်းဤသဘောတဘာဝအတိုင်းအပူအေးအပြောင်းလဲမှာတိတိသာသာကွာခြားဖြစ်ပေါ်ရသည်အခါတိုင်းကဆိုလင်တော့အေးသောရာသီကိုခင်ကြီးကြောက်တတ်မြဲပင်သို့ပေမဲ့ဒီနှစ်တော့ဘုံမအေးသောရများမြန်ရောက်စေရန်ဆုတောင်းမိသည်ဆန္ဒပြုမိသည်ဒီဇင်ဘာလသို့အမြန်ဆုံးရောက်စေခြင်းသည်ကိုတို့အားမျှော်လင့်ရသောရက်အတွင်းမှာပင်ရေနံမြေတပိတ်နှင့်ဆက်လျင်းသည့်တရင်ကရက်များပြန်လွင်စပြုလာလေသည်မမဝင်းရည်သည်ရန်ခါ၌ခင်ကြီးထံရောက်လာတတ်သည်ကျောင်းလူချိန်များတွင်လာရောက်ဆောင်ဆိုင်ရင်းစကားစမြည်ပြောတတ်သည်ယခုအခါတွင်မမဝင်းရည်မှာအချိန်ပြည့်ဈေးသည်ဖြစ်နေပေပြီကျောင်းထွက်လိုက်ရပေပြီမဝင်းရည်ထံမှတပိတ်တရင်များကိုခင်ကြီးကြားရသည်တကြိမ်ကကိုပြောထားဘူးသဖြင့်လဲတပိတ်ကိစ္စကိုခင်ကြီးစိတ်ဝင်စားနေသည်ကိုမှာထားသဖြင့်ခင်ကြီးသည်မမဝင်းရီကိုငွေလိုမလိုမေးသည်လောလောဆယ်တော့အကျော်ရောင်းရတဲ့ပိုက်ဆံနဲ့ပဲစားလောက်ရှိသေးတယ်လူရင်တော့မဝင်းပြောပါမယ်ဆိုသည်မဝင်းရီနှင့်တွေ့ရလေမှပင်ကိုအပေါ်ဒေါသဖြစ်ရသည်မဝင်းရီထံတပတ်လင်းစားတစောင်းမှန်ရေးသည်ဟုဆိုသည်ခင်ကြီးထံသို့မူကိုစားမရေးသည်မှကြာချေပြီခင်ကြီးသည်ကိုအပေါ်စိတ်ကောင်းနေလိုက်သည်စားမရေးကဲကိုမရေးသမျှမရေးဟုတန်တိတ်ထံချထားလိုက်သည်ရန်ခါတွင်မူခင်ကြီးသည်တစုံတယောက်ထံမှစာကိုမျှော်လင့်မိသည်မောင်ဦးထံမှစာတစောင်းတလေဖတ်ရလျင်အကောင်းလေသာထင်မိသည်တို့ပေမဲ့မောင်ဦးထံမှစာကိုရဖို့ဆိုသည်မှာတွေးစကောင်းသည်ပင်မဟုတ်အိမ်သို့စာလာပါကအခက်ကျောင်းသို့စာထက်မည်ဆိုလျင်တော့မြည်သည့်နည်းနည်းများခင်ကြီး၏လက်သို့ရောက်မလာနိုင်ဆရာကဖောက်ဖက်ပြီးမိရှို့ပစ်လိမ့်မည်ပင်ဒီနေ့တွင်မဝင်းရည်သည်ခင်ကြီးကိုလာတွေ့သည်
နေလေမုံစားခြင်းကြောင်းအစင်းတွင်လာတွေ့ခဲ့ခြင်းဖြစ်သည်ညီမကြားပြီးပြီလားယင်မမဝင်းကြီး၏အမေယင်အမေကိုရုတ်တရက်ခင်ကြီးနားမလည်မီဘာလို့လဲမမဝင်းကြီးတပိတ်တပ်သားတွေရန်ကုန်ကိုချီတက်ဆန္ဒပြဖို့6ကရောက်လာကြပြီဆိုတာလေယင်စကားကိုကြားရလျင်ခင်ကြီးအံ့အားသင်းရသည်ရန်ကုန်ထိလားဒါပေါ့အဝေးကြီးပဲဟုတ်တယ်မိုင်400ဝေးတယ်ဘာနဲ့သွားမှလဲမမဝင်းကြီးခြေချင်းဖျားကြီးဒီခီးကိုခြေလင်ချီတက်မလားမမဝင်းကြီးဟုတ်တယ်တပိတ်ရေးတော်ပုံအဆုံးမတတ်သေးဘူးဆိုတာရဲ့တောင်းဆိုထားတဲ့အခွင့်အရေးတွေရအောင်ရဲ့ BOC ရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုတိုင်းပြည်ကသိအောင်ဖော်ထုတ်ဖို့ရဲ့အတွက်ချီတက်ဆန္ဒပြကြမှာရန်ကုန်ကဘယံကန်အိမ်ကိုဝိုင်းကြမှာခင်ကြီးမှာမမဝင်းကြီး၏စကားကိုမယုံကျင်လောက်အောင်ရှိရသည်မယုံနိုင်လောက်အောင်ရှိရသည်လူဘယ်နှယောက်သွားမှလဲမမဝင်းကြီးအများကြီးပဲ6ကထွက်တော့1000လောက်ရှိတယ်6ရေနံကျက်လမ်းရွာကအလို့သမားတက်ဖွဲ့10ဖွဲ့ပါတယ်ဒေါ်လာသန်း10ရက်နေ့ကအစည်းအဝေးလို့ဆုံးဖြတ်ချက်ချပြီး9ရက်နေ့ကိုထွက်လာခဲ့ကြတာရေနံတက်ဖွဲ့ရဲ့ဗိုလ်ချုပ်ကအလာဝကသခင်ဖိုးလာကြီးတဲ့ဘာလဲရင်အလာဝကဆိုတာခင်ကြီးတည်တဲ့တော့အလာဝကဆိုတာဘလူးကြီးပဲခင်ကြီး၏စကားကြောင့်မမဝင်းကြီးပြုံးရသည်အလာဝကသခင်ဖိုးလာကြီးဆိုတာလူပါစိတ်ကြမ်းကိုကြမ်းရှိတယ်လို့ပြောကြတယ်ဒါကြောင့်အလာဝကလို့ခေါ်ကြရာကနာမည်တွင်သွားတာထင်ပါရဲ့သူကစစ်ပြန်စစ်တပ်စီကံစနစ်ကိုနားလဲတယ်သူ့ကိုရေနံတက်ဗိုလ်ချုပ်ခန့်လိုက်တယ်လို့သိရတယ်အစည်းအဝေးလုပ်တဲ့ညကညရင်းချင်းပဲမမဝင်းတို့စီသတင်းရောက်လာတယ်တပိတ်တက်ရောက်လာရင်အကူအညီပေးဖို့ပေါ့မနေ့ကဆိုရင်ရေနံတက်ရောက်လာမှာပဲအဲ့ဒါမဝင်းကြီးရုတ်တရက်စကားဖြတ်ချလိုက်တဲ့ဖြင့်ခင်ကြီးသည်မမဝင်းကြီး၏မျက်နှာကိုဖြတ်ခနဲ့မော့ကြည့်မိသည်မဝင်းကြီးမှာတစုံတရာကိုပြောလိုလျက်ရှိသည်ပြော၍မထွက်နိုင်ပဲရှိပုံရသည်အဲ့ဒါဘာဖြစ်တယ်လဲမမဝင်းကြီးခင်ကြီးကစကားထောက်သည်မမဝင်းကြီးသည်တပြင်းတစ်ချက်ကိုမတိမသားရှိုက်သည်အဲ့ဒါနဲ့ပတ်သက်ပြီးညီမစီကအကူကြီးတစ်ခုတောင်းကျင်လို့သိပြီမမဝင်းကြီးငွေကြီးမဟုတ်လားဆိုတော့အားတော့နာပါတယ်ညီမသိတဲ့အတိုင်းမမတို့မှာကတနေ့ရမှာတနေ့စားမဟုတ်လားဒီနန္ဒသားတွေအတွက်သူများနည်းတူပြုစုကျင်တယ်လက်ထဲမှာကငွေမရှိဘူးခင်ကြီးသည်စကားပြောရင်းညိုရောကြာသွားသည့်မမဝင်းကြီး၏မျက်နှာကိုစူးစိုက်ကြည့်မိသည်ကရုဏာသက်စွာကြည့်မိခြင်းဖြစ်သည်တစ်ဆက်တည်းမှာပင်မမဝင်းကြီးတောင်းခံလာသည့်ငွေကြေးအတွက်စဉ်းစားမိသည်ခင်ကြီးတွင်လောလောဆယ်ငွေမရှိမုံဘိုးမြသားပါသည်ငွေဘလောက်လိုချင်တာလဲမမဝင်းကြီးအစိတ်လောက်ပါခင်ကြီးသည်လက်ကောက်တရံကိုချွတ်လိုက်သည်မမဝင်းကြီးအားကမ်းပေးလိုက်သည်မဝင်းကြီးသည်ခင်ကြီး၏လက်ကောက်ကိုလှမ်းမယူမျက်နာကိုသာစူးစိုက်ကြည့်သည်ညီမမငွေမလဲဘူးထင်တယ်အဲ့ဒီငွေလောက်တော့ဘယ်လိုမလဲမမဝင်းကြီးရဲ့ခင်ကြီးလည်းအင်ကမုံဘိုးလောက်ပဲရတဲ့ဥစ္စာဒါပေမဲ့ဒီလက်ကောက်ကိုပဲယူသွားပါပေါင်ချင်းပေါင်ရောင်းချင်းရောင်းကြိုက်တယ်လို့ခင်ကြီး၏စကားမစုံမီမဝင်းကြီးဖြတ်ပြောသည်ဒါဖြင့်လည်းနေပါစီတော့ကွယ်မမဝင်းတခြားမှာလှည့်ကြည့်ပါဦးမယ်အတော်ကြာညီမရဲ့အိမ်မှာပြဿနာဖြစ်နေပါဦးမယ်အမလီမမဝင်းကြီးဟာဒီလက်ကောက်တရံလောက်နဲ့တော့ဘာပြဿနာမှမဖြစ်နိုင်ပါဘူးစိတ်အေးနဲ့သာယူစမ်းပါခင်ကြီးမှာဒီလောက်ရော့နေတာကိုအိမ်ကလူတွေတော်တော်နဲ့မသိပါဘူးသိရင်လည်းကိစ္စမရှိပါဘူးပျောက်သွားပြီလို့ပြောလိုက်ရုံပါပဲမကြာခဏတကယ်ပျောက်နေကြမို့ဘာပြဿနာမှမဖြစ်နိုင်ဘူးစိတ်ရှင်းရှင်းနဲ့သာယူမမဝင်းကြီးခင်ကြီးကအတင်းကျပ်ပေးလေမှပင်မဝင်းကြီးလက်ကောက်ကိုမဝင်မရဲအမူအရာမျိုးဖြင့်လက်ခံသည်မဝင်းဒါကိုမရောက်ပါဘူးပေါင်ထားမယ်နောက်ငွေတွေတော့ပြန်ရွေးပေးမယ်ဟုတ်ပြီလားဆိုရှာသေးသည်ပေါင်မနေပါနဲ့ပေါင်ရင်အစိတ်ရဖို့မလွယ်ဘူးတခါတည်းသာရောင်းနောက်မမဝင်းကြီးနဲ့ကိုနဲ့အိမ်တော်ကြပြီးကိုလာကတွေအများကြီးရတော့မှခင်ကြီးကိုစိတ်တစင်စာပြန်လုပ်ပြီဟုတ်ပြီလားခင်ကြီးကရဲစရာဆိုရင်မဝင်းကြီးဤတန်လျာစိတ်ကိုဖြေဖြောက်ပေးရသည်တို့တိုင်းမဝင်းကြီးမှာမဝင်ကြနိုင်ဟန်မတူလက်ကောက်တရံကိုမယူချင်းယူရသည်ရေနံတပိတ်တက်မြို့နှင့်နိကလာခြင်းတွင်တမျိုးလုံးအုပ်ကြက်ရှိသည်ချောင်းမလာသောတန်းနှင့်ပူပေါင်းချီတက်မိမြို့ကန်တံများမှာလှလှရွရှိသည်အောင်စီရင်း၍ကြိုးစိုးဖို့အစားအသောက်အနေထိုင်နှင့်ဆေးဝါးစသည်များအစဉ်ရှိဖို့စီယုံဟောပြောသံများညံစီသည်စင်စစ်တွင်မူမြို့နယ်လူတို့အများပြားကပင်ရေနံတက်ကိုစိတ်ဝင်စားသည်တအားသမျှကူညီဖို့အသင့်ရှိကြသည်ရေနံတပိတ်တက်သည်လှဲ့နေလေအောင်မြင်းဆောင်မကြမ်းလှုပ်ခါနိုးကြလာစေနိုင်သောအင်အားရှိသည့်အမှန်ပင်မဝင်းကြီးနှင့်တွေ့ပြီးနောက်တစ်နေ့တွင်ရေနံတက်ရေနံချောင်းသို့ရောက်လာသည်ယမန်နေ့ကနေ့လယ်2နာရီကဂွေးကြိုသို့ရောက်ခဲ့သည်ဟုသိရသည်ဂွေးကြိုတွင်အနှောက်အယှက်ကိုစတင်တွေ့ရှိရသည်ဟုဆိုပါသည်ဂွေးကြိုလူတို့ကိုအစိုးရကချင်းချောက်ထားသဖြင့်တပိတ်တက်သည်အကူအညီမရခဲ့ညစာတနက်ငှက်ရသည်ဟုဆိုသည်ရေနံချောင်းသို့ရောက်လာခြင်းတွင်ရေနံတပိတ်တက်သားကြီးများမှခရီးချနှင်ခဲ့ရသည်ဖြစ်၍
ခြေတော်ပေါက်သူကပေါက်ဖူးရောင်ကနာသူကနာနှင့်သွေးတန်ရဲရှိကြသည်ရေနံချောင်းရှိဗလဲဘဆရာတော်ကစေဝါကုသပေးခဲ့ရသည်ရေနံတပိတ်သားများသည်ရေနံချောင်းတွင်သုံးရမြနာနေစဉ်တွင်တရားဟောသည်စီယုံသည်တို့ဖြင့်ရေနံချောင်းမှာတရင်၄ခုထမှန်စူးစီး၍ရသည်မူလတရင်၈ခုနှင့်ပေါင်းကတရင်12ခုရသည်လူသူအင်အား2000ခန့်ဖြစ်လာသည်ဒီထက်တွင်ဘေးမဲ့ကျောင်းတိုင်းမှဆရာတော်ဥဒ္ဓမနှင့်ဥဝါယမသာမီတို့ကလူအရေးတန်ခါအရေးမခွဲခြားအရေးတော်ပုံကာလတွင်လူဤအရေးသည်တန်ခါအရေးပင်ဖြစ်သည်တပိတ်သားများကိုဆွမ်းခံကြွေးရန်အတွက်တဥမနေ၍လိုက်ပါမည်ဆိုသည်ယင်းတို့တစ်မျိုးလုံးအုံကြွကြွညံလောက်အောင်ပင်ရေနံတပိတ်တက်ဤတဘိုးကရက်ရိုက်ခတ်နေသည်ဈေးမှလည်းဒီအကြောင်းကျောင်းမှလည်းဒီအကြောင်းရုံမှလည်းဒီအကြောင်းအိမ်မှလည်းဒီအကြောင်းပင်ခင်ကြီးအနေနှင့်ရေနံတပိတ်တက်ကြီးရေနံကျောင်းမှထွက်ခွာသောနေ့ကိုမမေထိုနေ့ကအချင်းရာကိုအသက်ထက်ဆုံးအမှတ်ရနေမိတော့မိသားဖြစ်သည်ဖေဖေသည်ရခင်ကတပိတ်တက်ကိုအထင်မကြီးခဲ့တော့လဲတကယ်တမ်းစူးစူးစီးစီးညီညီညာညာရှိသည်ဟူသောသတင်းကိုကြားရသည့်အခါစိတ်ဝင်စားလာဟန်တူသည်တပိတ်တက်ရေနံကျောင်းကထွက်ခွာသည်ကိုကြည့်လိုဟန်တူသည်ဖေဖေကဦးလေးကိုထွန်းခင်အားကားထုတ်ရန်အမိန့်ပေးချိန်တွင်ခင်ကြီးတယောက်ကားပေါ်သို့အသင့်ရောက်နေပြီဖြစ်သည်ညောင်လာမသည်မကွေးသို့သွားရလမ်းမနေကအများနှင့်ရောနှောစောင့်ကြည့်ကြသည်ထိုနေ့သည်1300ပြည့်နရောလာဇန်17ရက်1938ခုနိုဝင်ဘာလ30ရက်ရေနံကြောင့်မကွေးလမ်းမကြီးတစ်လျှောက်လုံးလူသူကြက်ညက်နေသည်တိုးဝိတ်ပြည့်သိမ့်နေသည်တပိတ်တက်လာရလမ်းကိုစိတ်စောစွာစောင့်ကြည့်နေကြသည်အစသောတယောက်တစ်ပေါက်ပြောဆိုနေကြသည်အတန်ပလံများဆူညံနေသည်ခလန်းလမ်းမှအတန်များကိုတဲတဲများကြားရလေလင်ဒီဘက်ပိုင်းမှအတန်ပလံများတိတ်ဆိတ်သွားသည်ငြိမ်သက်သွားသည်လူကိုမမြင်ရသေးခင်အတန်ကိုအရင်ကြားရသည်တပိတ်မောက်ဒနာရှင်စနစ်ပျက်စီးပါစေဒနာရှင်ဝါရကြာဆုံးပါစေရေတော်ဘုံအောင်ပါစေသခင်မျိုးဟိတ်ဒုဗမာအတန်များသည်အစသောခေါင်းစွာမသေးွယ်ခေါင်းစွာမပီသာတစတစနီကလာသည်နှင့်အမျှတဲကွဲလာသည်ပီသလာသည်အုပ်ကြက်နိုင်သည်အနိတို့ရောက်လျင်မူအထက်ဘဝက်အောက်အဝီစီအထိကြာသည်ရအောင်ဇူညံနေရောက်သလားထင်ရသည်ခင်ကြီးသည်တပိတ်သားများ၏အတန်အရှိန်ဟုန်ကြောင့်ရင်ထဲမှကရုံကရင်ဖြစ်ရသည်ဂျင်းနာချင်းကြည်နူးခြင်းတက်ကြွခြင်းဖြင့်လည်းကြောထဲမှစိတ်သက်လာသလိုခံစားရသည်တပိတ်သားများ၏မျက်နှာအနေထားများကိုမြင်ရလေလျင်ရင်ထဲမှဝေဒနာတရားခံစားရသည့်နယ်ဖြစ်သည်ရင်ဝေဒနာမှာနာကြည်ခြင်းလားကြည်နူးခြင်းလားနှစ်သိမ့်ခြင်းလားကြေကွဲခြင်းလားတက်ကြွခြင်းလားခံပြင်းခြင်းလားစာနာခြင်းလားကရုဏာသက်ခြင်းလားဆိုသည်ကိုခွဲခြားခြင်းငါမစွမ်းနိုင်စင်စစ်ရင်ဝေဒနာတပြုံတမလုံးကိုပင်တပြိုင်နက်တည်းခံစားလိုက်ရခြင်းဖြစ်စကောင်းသည်ထင်မိသည်ရေနံတပိတ်တက်သည်ဇီကံသေးဝစ်သည်ရှားရှည်လေ့ကျင့်ထားသည့်တက်နှင့်မခြားလာတက်တွင်ဗိုလ်ချုပ်အပြင်တက်ဖို့တက်ကြများပါဝင်သည်ဒုဗမာအမတ်သားအလံတောင်းအလံပြင်အခြားတပ်ဖွဲ့ဆိုင်ရာအချက်ပြအလံများပါသေးသည်အပြာအနီအဖြူနှင့်အဝါရောင်အလံများဖြစ်သည်အပြာပြလျင်ခြိတရန်အနီပြလျင်ရက်တရန်အဖြူပြလျင်ရန်သူလာပြီးမြေကြီးမှဝေးရန်အဝါပြလျင်ဖျားเจ้าကန်ရှိ၍ဖနှက်ချွေရန်ဖြစ်သည်အလာဝကသခင်ဖိုးလာကြီးဆိုတာရှေ့ဆုံးကဟာပေါ့အနီနာမှဒီလိုစကားသံကိုကြားရသည်ခင်ကြီးသည်အလာဝကသခင်ဖိုးလာကြီးကိုဂယုတစိုက်လိုက်ကြည့်မိသည်သခင်ဖိုးလာကြီး၏အသွင်မှာတုတ်ခိုင်သည်ပြန့်ကျဲသောပခုံးမောက်ပြေသောရင်အုပ်များကခန့်ထဲသည်ဣန္ဒြေကြီးသည်အကြည့်သည်တည်ငြိမ်သည်စူးရှသည်ထက်မြက်သည်နှုတ်ခမ်းသည်တင်းကျပ်ပိရည်သည်သေသက်သည်ရဲရင်ချင်းတက်ကြွခြင်းဖြက်လက်ခြင်းများပေါ်လွင်သည်လေးစားဝဲသွင်ပြင်လက္ခဏာနှင့်တုတ်ခိုင်မှုကြောင့်အာလာဝကအမိပေးလေသလားခင်ကြီးစဉ်းစားသည်တပိတ်တကသခင်မျိုးဟိဆိုလျင်ပရိသတ်ကလည်းဒုဗမာဟုလိုက်၍ဆိုတတ်သည်အရေးတော်ပုံဆိုလျင်အောင်ပါစေဟုဆိုကြသည်တပိတ်တက်ဤစိတ်ဓာတ်သည်ကြည်ရှုသူပရိသတ်ဤစိတ်ဓာတ်သို့ကုလူရောက်ရှိသွားဟန်ရှိသည်စင်စစ်ရေနံတပိတ်တက်ဤအရေးမှာတမျိုးလုံးဤအရေးတမျိုးသားလုံးဤအရေးတနိုင်ငံလုံးဤအရေးပင်ဒီတော့တပိတ်တက်ဤကြွေးကြော်တန်သည်လည်းတမျိုးသားလုံးဤကြွေးကြော်တန်ပင်ဖြစ်ရလိမ့်မည်အမှန်ပင်တပိတ်တက်၌လာကြည့်နေသူများထဲမှတူသားနောင်မဲ့ဘာဟန်ရှိသည်အချို့လည်းလင်သားဘာဟန်ရှိသည်အချို့တွင်မူဖခင်အကိုမောင်စသည်တို့ဘာဟန်တူပေသည်ကြည်နူးတက်ကြွမှုဖြင့်မျက်ရည်လည်နေကြသူများကိုလည်းမြင်ရသည်
ဝမ်းနေစိတ်ဖြင့်မျက်ရည်ကျသူလည်းရှိကောင်းရှိမည်ထင်ရသည်ဒီအကြားတွင်မမဝင်းကြီးကိုမြင်ရသည်မမဝင်းကြီးသည်လူအုပ်ကိုဒုက္ခဝေကဖြင့်ပင်တပိတ်တသားများနောက်သို့ပြေးလိုက်လာသည်အသက်40ကျော်နှင့်အသက်30နီးပါးရှိလူနှစ်ဦးကိုတပြေပန်းကမ်းသည်ဤသည်ပင်သူမ၏ဖခင်နှင့်အကိုဖြစ်ပေလိမ့်မည်ထင်သည်မိခင်လုပ်သူများသည်တပိတ်တက်၌ပါသွားသည့်သားအတွက်ဂုံတက်အာရဟံပြသည်သားကမိခင်ကိုအပြုံးနှင့်နှင့်သိမ့်သည်ဇနီးတွေကလင်သားအားဒီလိုစကားမှာကြားလိုက်သည်ချစ်သူအချင်းချင်းအကြည့်ဖြင့်အလွမ်းသေးကြသည်လည်းရှိသည်တို့နယ်ဖြင့်တပိတ်တက်ကြီးသည်တစထက်တစမြို့နယ်နမိတ်အစွန်အဖျားသို့ရောက်လာသည်မြို့အဝန်းအဝိုင်းမှထွက်ပေတော့မည်ပရိသတ်သည်နောက်တွင်ကြံရစ်သည်မကြမီခွဲခွာကြရပေတော့မည်လူရည်စည်းကြောင်းကြီးသည်ရေနံကြောင်းမကွေးလမ်းမပေါ်မှတရွေ့ရွေ့နှင့်စီးသွားသည်အတန်များသည်တစထက်တစတိုးတိတ်သွားသည်အမြင်အာယုံသည်လည်းတဖြည်းဖြည်းချင်းမှပင်ဝါလာသည်အဆုံးမှမူအတန်ကိုလည်းမကြားရလေတော့ဘာမျှလည်းမမြင်ရလေတော့ပဂရိတိတ်ဆိတ်ငြိမ်သက်ခြင်းသည်ရှေ့ရဝင်းကျင်ကိုလွှမ်းမိုးသည်လူတို့သည်ဒိုတိတ်စွာဖြင့်တစထက်တစဒီနေရာမှဖယ်ကျင်စပြုကြသည်ဒီတော့မှပင်ခင်ကြီးတို့လည်းအိမ်သို့ပြန်ခဲ့ကြသည်ယင်းချိန်မှာပင်တခြားသောစိတ်ဝင်စားဖွယ်သတင်းတစ်ရပ်ကိုခင်ကြီးကြားရပါသည်ယင်းသတင်းကဒီဇင်ဘာကျောင်းပိရဲ့အတွက်ကိုတို့မြို့သို့ပြန်လာကြတော့မည်သတင်းပေသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာမောင်သိန်းဆိုင်ဤရင်းသာခင်ကြီးဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း၈နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခန်းစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း9မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ